စားခဲ့ပါမဖတ်တော့ရှိုးကတက္ကရာနဲ့မဝင်နဲ့တက္ကရာရှောင်းနဲ့ရှိပါမယ်အဲ့ဒါတက္ကရာနဲ့လို့ဖတ်ဆိုပါဟုတ်တယ်ပြီးမြူရစ်ဆန်ပါပါတယ်မြူရစ်ဆန်အုံတီငမျိုးနဲ့အုံတီနဲ့စောက်ဖို့ရအုံတီနဲ့နှင်းနဲ့လို့ဆိုစောက်ပါနဲ့အခုတော့ခါပြီးနဲ့အုံတီနဲ့ထုတ်တယ်ဖာထုတ်ပါကဲတော့ကဲပါရယ်ပြီးနေတော့ပြီးအရာတာစင်းရှင်နဲ့အရာတာလည်းနည်းနည်းစားလို့ကောင်းပါတယ်